ဒီညာလဲကျွန်တော်တို့ဆက်ပြီးတော့ share လမ်းပါမယ်ညီကိုတို့သုံးပွဲလုံးကိုသုံးသက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုထပ်ပဲဖြစ်ပါတယ်ညကလည်းဒါကျွန်တော်တို့တွေအားလုံးဒါအဆင်ပြေခဲ့ပါတယ်ကျွန်တော်မော်ရိုကို9အောက်ဒါပြားစားလေးနဲ့ကြီးနဲ့လိုက်ရတယ်ပေါ့နော်ဆိုတော့တောက်လျှောက်ကျွန်တော်ရွေးချယ်မှုတွေဒါအဆင်ပြေနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော် free ညီကိုတွေဆိုလို့ရှိရင်လည်းဒါကျွန်တော်9ရက်ဆက်လားမသိဘူးနော်9ရက်ဆက်ဝင်လာတယ်ဒါအာမကန်ပူရိုင်မှာဆိုလဲကျွန်တော်ပတ်ကိကျွန်တော်စတဲ့နေ့တွေအတိုင်းဒါညအထိပေါ့နော်ကျွန်တော်တရက်မှမကြသေးဘူးပေါ့နော်ဆိုတော့ရွေးချယ်မှုတွေတောက်လျှောက်အဆင်ပြေနေတယ်ဒါကျွန်တော်ညီကိုတွေအားလုံးလည်းဒါအဆင်ပြေတယ်ကျွန်တော်ဒီစူးစမ်းအကျိုးလေးဒါနှက်တာဖြစ်တဲ့အတွက်ဟိုတကယ်ဝမ်းသာပီတိဖြစ်ရပါတယ်တကယ်ပျော်ပါတယ်ခင်ဗျာဆိုတော့ဒီတက်မကဒါကျွန်တော်ညီကိုတွေကိုကျွန်တော်အကျိုးပြုပေးနိုင်အောင်ကျွန်တော်ပွဲဒီတက်မကမှန်အောင်လဲကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်ရွေးချယ်ပေးနေပါတယ်ခင်ဗျာဆိုတော့ဒီညာလဲကျွန်တော်3ပွဲရှိပါမယ်3ပွဲလုံးဟိုဒါကျွန်တော်တူတူနဲ့လိုရင်လေးထုံးစံတိုင်းကျွန်တော်တူတူနဲ့လိုရင်ကျွန်တော်3သက်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်နောက်ဆုံးလေးမှာတော့ဒါထုံးစံတိုင်းပဲကျွန်တော် member တွေကတပွဲကိုကျွန်တော်ညီကိုတွေအတွက်ကျွန်တော်လက်ဆောင်ဒါချပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ရွေးချယ်မှုလေးမစခင်မှာတော့ဒါကျေးဇူးပြုပြီးထုံးစံတိုင်းတဲလေး share လေးလက်မလေးတယောက်ချက်လောက်လဲကျွန်တော်ပန်းမကြီးကူညီပြီးနှိပ်ပေးကြဖို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်နောက်ပြီးကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube channel တို့ကိုလည်း subscribe နဲ့ notification လောင်းလေးတွေ like and follow လေးတွေမလုပ်ရသေးတဲ့ညီကိုတွေရှိလို့ရှင်လဲเนาะအခြေဆုံးလို့ဒါကျေးဇူးပြုပြီး like and follow လေးတွေ subscribe နဲ့ notification လောင်းလေးတွေနှိပ်ပေးကြဖို့ဒါပြောချင်ပါတယ်ကျွန်တော်အမြဲတမ်းဒီလိုမျိုးတွေပွဲကျွတ်သုံးသက်ရွေးချယ်မှုလေးတွေကျွန်တော်အမြဲအကောင်းဆုံးကြိုးစားပြီးကျွန်တော်တင်ဆက်ပေးနေပါတယ်ခင်ဗျာဆိုတော့ကျွန်တော်စကားလေးလည်းပြောပြရဖြစ်တဲ့အတွက်ကျွန်တော်ရွေးချယ်မှုလေးကျွန်တော်စလိုက်ကြအောင်ပါအကောင်းဆုံးကြိုးစားပေးထားပါတယ်အားလုံးထပ်ပြီးကန်ကောင်းကြပါစေခင်ဗျာเนาะ good luck ပါညီကိုတို့ဒီဗီဒီယိုကတော့ကျွန်တော်30ရက်6လ2026ရက်ဒါပွဲကြို30ရွေးချယ်မှုဗီဒီယိုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒါထုံးစံတိုင်းပဲဒီညကစားမဲ့3ပွဲလုံးကိုဒါတူတူနဲ့လိုရင်လေး30ရွေးချယ်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒါကျွန်တော်ညီကိုတွေကိုကျွန်တော်30ပေးခြင်းတဲ့ပွဲကတော့ကျွန်တော်ဒီညဒါအစောပွဲဖြစ်တဲ့Ivory Coast နဲ့ကျွန်တော်နော်ဝေးပွဲစဉ်ပဲဖြစ်ပါတယ်ကျွန်တော်မြန်မာစံတော်ချိန်17နာရီပွဲမှာရှင်မြန်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်နော်ဝေးက level 80ရှုံးကြည့်ပေးထားတယ်ကိုပေါင်းချင်းနှလုံး100ရှုံးပေးထားတယ်ဗျာဆိုတော့ဒီနှစ်သင်းမှာလေတိုက်စစ်တွေကကျွန်တော်အရန်ကြီးဂိုးမရမှာတွေပါတိတ်စိတ်ပူစရာမရှိဘူးလို့ကျွန်တော်မြင်မိတယ်ပေါ့နော်ပထမဆုံးအနေနဲ့အဲ့ဒါလေးကျွန်တော်အရင် highlight ထုတ်ပြီးကျွန်တော်အရင်ပြောချင်တယ်နော်ဝေးမှာဆိုလို့ရှိရင်ကျွန်တော်ဟာလန်ဦးဆောင်လာတဲ့နော်ဝေးအနေနဲ့ကကျွန်တော်တို့ဒါတိုက်စစ်ကဂိုးသွင်းနိုင်တဲ့အစိတ်ရှိတယ်ဂိုးမရမှာတိတ်စိတ်ပူစရာမရှိဘူးကျွန်တော်အုပ်စုပွဲစဉ်တွေမှာဆိုလဲဒါကစားထားတဲ့ပွဲတွေမှာဆိုလဲနော်ဝေးတို့ဂိုးမရခဲ့တဲ့ပွဲတပွဲမှမရှိဘူးသွင်းဂိုးတွေနဲ့စုစုပေါင်းသူတို့8ဂိုးရခဲ့ပြီးတော့နော်ဝေးတို့ခန်းစစ်ကလည်း9ဂိုးထိခွင့်ပြုပေးတာရတယ်ဆိုတော့နှစ်သင်းလုံးကကျွန်တော်အရန်ကြီးဒီပိတ်ဆော့လာမဲ့အသင်းမျိုးတွေမဟုတ်ဘူးဗျာနည်းနည်း open play ဆော့တတ်တဲ့အသင်းမျိုးတွေဖြစ်တယ်နောက်တိုက်စစ်တွေတဲ့အလုပ်ဖြစ်တဲ့အသင်းမျိုးတွေဖြစ်တယ်နော်ဝေးဆိုလဲဒါ8ဂိုးထိသွင်းထားတယ်ဒါပေမဲ့ပေးကို9ဂိုးထိပြန်ပေးခဲ့ရနောက်အထူးသဖြင့်ကျွန်တော်အီဂျစ်လိုအသင်းမျိုးတော့မှဒါဂိုးပြန်ခွင့်ပြုပေးခဲ့ရတာမျိုးတွေနောက်စီနီဂေါနဲ့ပွဲမှာဆိုလဲဒါတူပြန်ကိုပြန်နဲ့3-2ဒါ2ဂိုးထိပြန်ခွင့်ပြုပေးရတဲ့အချက်လက်တွေအနေထားရတော့ဒါနော်ဝေးမှာလည်းခန်းစစ်ကကျွန်တော်အရန်ကြီး strong နေတဲ့အနေအထားမျိုးမရှိဘူးဆိုတဲ့တစ်ချက်ကိုတော့ကျွန်တော်တို့ဒါထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်တိုက်စစ်ကတော့ကျွန်တော်အရန်ကြီး highlight ထုတ်ပြီးဆွဲထုတ်ပြီးပြောနေကြတော့မလို့တိုက်စစ်တွေကတော့ဒီနေ့မှဂိုးတွေမရရတော့မပြောတတ်ဘူးဗျာနော်တိုက်စစ်ကလက်ရှိကျွန်တော် rhythm အနေထားအရာကတော့နော်ဝေးရဲ့တိုက်စစ်ကဂိုးမရမှာတော့စိတ်ပူစရာမရှိတဲ့အသင်းတစ်သင်းနဲ့တသင်းဖြစ်တယ်လို့ပဲကျွန်တော်မြင်မိတယ်တစ်ဖက်က Ivory ကိုကြည့်မယ်ဆိုရင်သူတို့တကယ်အဓိကသူတို့ဒီ defend ပိုင်းဦးစားပေးပြီးကစားတဲ့အသင်းမျိုးတွေနေတာသူတို့ဂိုးတွေတိတ်ပြီးတော့မသွင်းနိုင်မပေးနိုင်ဖြစ်ခဲ့ရတာဗျာအရန်ကြီးကျွန်တော်ဒီ current form ကျွန်တော်ဒီခန်းစစ်ကအရင် strong နေတဲ့မှာတော့မပါဘူးเนาะတိုက်စစ်လေဂိုးသွင်းနိုင်နေတဲ့မှာပါတယ်ဂျာမနီနဲ့ပွဲမှာဆိုအမှန်တမ်းပြောလုံနိုင်ကင်နိုင်ခဲ့တာတော့မှ Ivory ကိုလို့ပြောရမယ်ဂျာမနီတို့2-1နဲ့တာနိုင်တာဗျာကျွန်တော်ပွဲပြီးကနီးမှဒါအန်တက်ကလာမျိုးဂိုးသွင်းသွားတာเนาะ2-1ဖြစ်သွားတာလို့ဆို1-1နဲ့ပွဲပြီးမဲ့ပွဲစဉ်သူတို့နေတော့ဒါဒီလက်ရှိအနေထားရတော့ဒါ Ivory Coast ရဲ့ဂိုးသွင်းနိုင်စမ်းလဲကျွန်တော်မြင်ရနိုင်မယ်လို့တော့မြင်မိတယ်ပေါ့နော်နှလုံး100ရှုံးပေးတာဆိုတော့ Ivory Coast လဲ Norway ကိုဂိုးရနာနေဂိုးလဲပေးရဆိုတော့လေကျွန်တော်တော်တော်နဲ့လုံပြီးပြောရင်ဒီပွဲက1-1တို့2ဂိုးလောက်နဲ့တော့မရက်သွားဖို့ပဲကျွန်တော်တို့ဆူတောင်းအောင်မှာဖြစ်တယ်ဗျာအချိန်မီကျွန်တော်3ဂိုးဖြစ်သွားနိုင်တဲ့ပွဲစဉ်ဖြစ်တယ်နော်ဝေးရဲ့တိုက်စစ်ကလည်း Ivory Coast ရဲ့ခံစစ်ကိုဂိုးရလာအောင်မှာပဲညီတို့ထားလိုက်ကျွန်တော်တကိုးနဲ့ပဲတွက်ကြည့်အောင်ဗျာနော်ဆိုတော့ Ivory Coast အနေနဲ့နော်ဝေးကိုနော်ဝေးရဲ့လက်ရှိခံစစ်ပေါက်နေတဲ့အနေအထားမျိုးက Ivory Coast လည်းဂိုးရအောင်ပါဆိုတော့1-1တပေါက်တော့ကျွန်တော်တို့ကြောက်ရတယ်2ဂိုးလောက်နဲ့ကျွန်တော်မရက်သွားဘူးပဲကျွန်တော်ဆူတောင်းအောင်မှာပဲဖြစ်တယ်ကျွန်တော်အချိန်မီ3ဂိုးဖြစ်သွားနိုင်တဲ့ပွဲစဉ်မျိုးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ဂိုးပေါင်းအပေါ်ပဲကျွန်တော်နေချင်တယ်နောက်တစ်ချက်ဘာလေးကျွန်တော်နေထည့်ပြောချင်တယ်အမှန်တမ်းပြောတော့ဗီဒီယိုအနေထားရတော့ကျွန်တော်တော်တော်နဲ့လုံလေးပြောပေးချင်တာပေါ့နော်ကျွန်တော် like လေးပြန်လွှင့်လို့အဆင်မပြေသေးလို့ပါlike လွှင့်လို့ရပြီဆိုလို့ရှိရင်ကျွန်တော်ညီကိုရင်းနဲ့ကျွန်တော်ဟိုအရင်အတိုင်းပဲပေါ့နော်ကျွန်တော်အချက်လက်တွေအသေးစိတ်ကျွန်တော်ဒီကြကြကျွန်တော်သွားတာပေါ့လောလောဆယ်တော့ဒီတိုင်းလေးတော်တော်နဲ့လုံပြီးပဲသွားမှာဆိုတော့ဘာလေးကျွန်တော်ထည့်ပြောချင်တယ်ဆိုတော့ကြီး handicap နောက်ကိုကျွန်တော်လိုက်နေတဲ့ညီကိုဆိုသိလိမ့်မယ်ဗျာဆိုတော့
10တို့10ရော့မှာဂိုးပေါင်းတွေပေါ်တယ်ဗျာညီကိုသားဘယ်လိုဆိုလိုချင်တာလဲဆိုတော့နှလုံး90ရှုံးလို့နော်နှလုံး90ရှုံးလို့3လုံး90ပေါင်းလို့ဒီလိုဂိုးပေါင်းဝင်ရိုးတွေအများစုကျွန်တော်80ရာခိုင်နှုန်းတော့ဂိုးပေါ်ဝင်နေတယ်ဆိုတော့ဒီနေ့ရောဘယ်လိုလားဒါပေမဲ့အများနဲ့ကျွန်တော်ဆိုပြောနေကြအတိုင်းပဲကျွန်တော်တို့ theory တွေ formula တွေဆိုတာကတော့ကျွန်တော်အရန်အသုံးဝင်တဲ့အရာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပြစ်ပယ်ထားလို့တော့မရဘူးပေါ့ကျွန်တော်ပွဲချင်းကတဲ့အခါမျိုးမှာတော့ handicap တွေကျွန်တော် compare လုပ်သလိုမျိုးတခြားလက်ချက်လက်တွေထည့်ပြီးတော့စဉ်းစားသလိုမျိုးတော့ဒီ formula တို့ theory တို့လည်းကျွန်တော်ပြန်ပေါင်းပြီးတော့ဒါထည့်သွင်းစဉ်းစားရတဲ့မှာတော့ပါတယ်ပေါ့နော်အရန်ကြီး formula theory အားကိုးနေတော့မွဲမှာပဲအရန်ကြီးတော့အားကိုးလို့မရဘူးတိုးတော့ညာပြစ်ပယ်လို့မရတဲ့အခြေအနေမျိုးမှာဖြစ်တယ်ဆိုတော့အဲ့တစ်ချက်တော့ဒီနေ့ဝင်တဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့လက်ရှိ rhythm အနေထားရနဲ့ကျွန်တော်လက်ရှိပြီးဈေးတန်းအနေထားရလဲကျွန်တော်2ခုလောက်နဲ့မရက်သွားဖို့ပဲကျွန်တော်မျှော်လင့်ရမှာဖြစ်တယ်ဆိုတော့3ခုတော့ဖြစ်သွားနိုင်တယ်ဗျ1 2ဒါမှမဟုတ်လဲ2 1လို့ပေါ့လေနော်ဆိုတော့1 1လို့ဘာလို့လဲမရက်သွားဖို့ပဲမျှော်လင့်တာဖြစ်တယ်ကျွန်တော်ဂိုးပေါ်လေးအရေးဆုံးပြီးကျွန်တော်နေထားပါတယ်ဆိုတော့နောက်တစ်ပွဲပါကျွန်တော်မြန်မာစံတော်ချိန်3နာရီပွဲမှာရှင်မြန်ကစားမယ်ကျွန်တော်ပြင်သစ်နဲ့ဆွီဒင်ပွဲဖြစ်ပါတယ်ဆိုတော့ဒီပွဲကပို့ပြီးနော်ကျွန်တော်တို့ open play အရန်ဆော့တဲ့အသင်းတွေဖြစ်ပါတယ်နှစ်ပတ်အသင်းလုံးရဲ့တိုက်စစ်တွေကကျွန်တော်တို့လုံးဝအလုပ်ဖြစ်တယ်ပြင်သစ်မှာဆိုလည်းဘာပြောတော့ဒမ်ဘီလီဆိုလက်ရှိပြီးခဲ့တဲ့ပွဲမှာဆိုကျွန်တော် hat trick ယူတယ်ဒမ်ဘီလီရှိမယ်အမ်ဘာပေရှိမယ်ဦးလီစီရှိမယ်နော်ပြင်သစ်ကဒါလုံးဝရေပန်းစားဆုံးအသင်းတွေကထိတ်ဆုံးမှရက်နေတဲ့အသင်းဖြစ်တယ်ဒီဘက်ကဆွီဒင်မှာလည်းကျွန်တော်ယောဂရက်တို့ဘာလို့ရဲ့နော်ဒီ EZ တို့ဒီအတွဲဖက်တွေရဲ့တိုက်စစ်ကလည်းကျွန်တော်တို့9ရနိုင်စွမ်းနေရှိရဖြစ်ပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ပြင်သစ်ကနှလုံး80ပေါင်းပြီးတယ်ဂိုးပေါင်းကြီး3လုံး50နဲ့5ပြားရှုံးပေးထားတယ်ဆိုတော့ပြင်သစ်ကကျွန်တော်ပြင်သစ်ကျွန်တော်ဘယ်ဟာပြင်သစ်တက်ဗျာကျွန်တော်ဘယ်ဟာကိုရင်ပို့ပြီးပြောချင်လဲဆိုဆွီဒင်နေနဲ့ကျွန်တော်တကယ်ကန်ရပြီးတူတင်ကိုနေကန်ရတဲ့ကျွန်တော်နယ်သာလန်နဲ့ပွဲမှာဆွီဒင်တို့ဘာမှမလုပ်နိုင်ဘူးဒီနယ်သာလန်ကိုလေဆိုတော့နယ်သာလန်ဟိုတော့မှကျွန်တော်ဂိုးပြက်ချီပြက်ရှုံးခဲ့တဲ့ဆွီဒင်နေနဲ့ကျွန်တော်ဒါပြင်သစ်လိုအသင်းမျိုးကိုတော့မလွယ်ကူးညီကိုဆိုတော့လက်ရှိလေနှလုံး80ပေါင်းဆိုတဲ့ဈေးတန်းကကျွန်တော်ပေးတင်ပေးလိုက်တဲ့ဝင်ယူတစ်ခုရဲ့အပေါ်မှာရှိတယ်လို့ပဲကျွန်တော်ယူဆရမှာပဲဖြစ်တယ်ဆိုတော့ဂိုးပေါင်းကျွန်တော်350ရှုံးပြန်ထောက်ထားတဲ့အနေအထားအရာတော့ဆွီဒင်တို့တကူလောက်တော့ဒါရလာအောင်ရလာနိုင်တယ်ဆိုတော့ကျွန်တော်ဒီပွဲတော့ကျွန်တော်ဇုံပေါ်ပဲနေနေတယ်မနေ့ကပွဲမှာတော့ကျွန်တော်ဒါဇုံပေါ်အောင်ခဲ့တဲ့ပွဲကျွန်တော်ဘရာဇီးပွဲပဲရှိမှာဒါတော့မှကျွန်တော်နောက်ဆုံးဒါနော်65မိနစ်နာကျင်ချိန်ပုံကြမှာ2-1ဖြစ်သွားတာနော်ကျန်တဲ့ပွဲတွေဝင်တော့တာ1-1နေရွေးသွားတာနော်ဆိုတော့ဒီနေ့ရောဘယ်လိုလာမလဲဒါပေမဲ့ကမ္ဘာဖလားက handicap တွေဘာတွေလိုက်လို့မရအောင်နော်ညီတို့ကြီးတွေဘာတွေထက်တွက်လို့မရပါဘူးနော်လုံးမဲ့ကောင်လုံးမှာပဲနော်ညီတို့ကျွတ်စင်နော်ညဆိုလဲကျွန်တော်တို့အသင်းကြီးတွေဖြစ်တဲ့ကျွန်တော်ဂျာမနီတို့နယ်သာလန်တို့ထောင်းတာပဲနော်ဆိုတော့ဒီနေ့ရောဘယ်လိုလာမလဲတော့မသိဘူးအသင်းတွေအောင်သူတို့နိုင်ငံတော်တော့သူတို့အကောင်းဆုံးကြိုးစားနေတာဖြစ်တယ်ကျွန်တော် handicap တွေဈေးပြော့တာတွေဈေးပြင်းတာတွေသွားလုံးနေတော့နော်အဆင်ပြေမှာမဟုတ်ဘူးပေါ့ဆိုတော့ဖြစ်တင်ဖြစ်လိုက်တာလေးတွေနဲ့ချင့်ချင်ယူဆပြီးတော့အကောင်းဆုံးတော့ပုံကြီးဘယ်လိုသွားခြင်းလဲကျွန်တော်ဒီပွဲစဉ်တွေဘယ်လိုဖြစ်တင်လဲဆိုတာတော့ဦးစားပေးပြီးတော့အကောင်းဆုံးတော့စူးစမ်းပြီးတော့ချင်းကပ်ပေးတာဆိုတော့ကျွန်တော်တော့ဇုံပေါ်လေးကျွန်တော်ရွေးထားတယ်ပြင်သစ်ပေါ်လေးပြင်သစ်9ပေါ်ပေါ့လေ 2C 3C ဒါမှမဟုတ်လေ3-1 2-1ဒီလိုမျိုးလေးသွားလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ပြင်သစ်ပေါ်လေးပြင်သစ်9ပေါင်းအပေါ်လေးကျွန်တော်ရွေးချယ်ထားတယ်နောက်တစ်ပွဲကတော့ကျွန်တော်မနက်ပြန်နန်းစော9နာရီခွဲမှာချိန်မှန်ကစားမဲ့ကျွန်တော်မက္ကဆီကိုနဲ့အီကွေဒေါဆိုတော့ဒီပွဲမှာလေကျွန်တော်ဟာရီကက်တွေဘာမှမပြောခင်မှာမက္ကဆီကိုကိုကျွန်တော်တော်တော်လေးချီးကျူးရမှာဖြစ်ပါတယ်ကျွန်တော်အုပ်စုကစားခဲ့တဲ့3ပွဲလုံးလုံးဝ clean sheet ရလာတာပေးကိုတကိုးမှမရှိတဲ့တနင်္လာအသင်းဖြစ်တယ်ဗျာနော်ဆိုတော့တော်တော်လေးappreciate လုပ်တဲ့အသင်းဖြစ်တယ်တကယ်မက္ကဆီကိုနေနဲ့ဒါ Asian တွေပြီးတော့ဒါတကယ်ဂုဏ်ယူသင့်ပါတယ်ဆိုတော့ဒီနေ့ရောဘယ်လိုလာမလဲဆိုတော့ဒီပွဲကညီတို့ level 65ရှုံးမက္ကဆီကိုကပြီးတယ်ဂိုးပေါင်းကြီးနှလုံး35ဆိုတော့အီကွေဒေါနဲ့မက္ကဆီကိုရဲ့လုံအားနှုန်းကျွန်တော် personally ရပြောမယ်ဆိုရင်ကျွန်တော်မက္ကဆီကိုလုံအားနှုန်းနဲ့နော်ကျွန်တော်မက္ကဆီကိုနေမယ်ဆိုတော့ကျွန်တော်မဖြစ်မနေနိုင်မရမယ်နေတာမျိုးဆိုတော့ဂိုးပေါင်းကြီးနှလုံး35ကျွန်တော်ဘယ်ပွဲနဲ့ဆင်လဲဆိုညီတို့ကျွန်တော်အုပ်စုပွဲစဉ်မှာတော့ကကျွန်တော်တို့ Ivory Coast နဲ့ကျွန်တော် Ecuador ပွဲနဲ့ဆင်တယ်ညီတို့ပြီးတဲ့ပုံစံအသွားလာအရာတာလေကျွန်တော်ဂိုးပေါင်းစည်းဆိုရင်တထီရတယ်ပဲအဲ့ဒီကပွဲမှာလည်းနှလုံး30ပဲနောက်တစ်ချက်ကျွန်တော်တို့ဒီလို body စည်းနဲ့ဒီလိုဂိုးပေါင်းစည်းပေးရင်ကျွန်တော်ဖြစ်လိုက်တဲ့ရလက်အများစုသွားတဲ့ပုံစံမျိုးတွေကကျွန်တော် 1Z ဒါမှမဟုတ် ZZ ဒါမှမဟုတ် Z1 ဒီလိုမျိုးတွေသွားဆိုတော့ဒီပွဲကလည်းလေပိတ်ပြီးတော့ပဲအဲ့လိုမျိုးမျက်နှုံးမဲ့ပွဲစဉ်မျိုးလိုပဲတယ်သူတင်ကိုယ်စဲလို့ဆိုအမားမကန်စော်ရင်းနေပဲအဲ့လို 1Z တို့ Z1 တို့ ZZ တို့11တို့လိုပဲသွားမယ်တယ်35လောက်ကျွန်တော်ရင်းပြီးဂိုးအောင်နေကြည့်ကြရအောင်ဗျာဆိုတော့ဂိုးအောက်ကကျွန်တော်ထိုးသားတွေအတွက်နည်းနည်းပို့ပြီးတော့ပျော်ရွှင်မှုပေးနိုင်နေမယ်လို့ကျွန်တော်ယူဆတယ်ဘောလုံးကတော့ဘာမှအပိုင်ဆိုတာမရှိတဲ့တော့ကျွန်တော်တစ်ထစ်ချတော့ဘာမှတော့ပြောလို့မရဘူးခုနကျွန်တော်ရှေ့မှာပြောသလိုပေါ့ handicap တွေဘာညာတွေလဲကျွန်တော်အရင်အားကိုးလို့မရတဲ့အနေထားဖြစ်တယ်ကမ္ဘာဗလားဖြစ်တာဖြစ်တယ်အဲ့ဒါအတက်နိုင်ဆုံးဘလို့ဖြစ်တင်လဲဘလို့ဖြစ်ကျင်လဲအဖက်ဖက်ကတော့ပေါင်းပြီးတော့ကျွန်တော်ရွေးထုတ်ပေးထားတယ်ဆိုတော့ဒီ live တဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ရေးထားတဲ့အတိုင်းအကုန်လုံးတော့ကျွန်တော်မပြောထားတာဆိုတာ
ပေရှည်နေမှာဆိုလို့ပေါ့နော်ညီကိုတို့နားထောင်ရတာအဆင်ပြေအောင်အဓိကကြမဲ့ချက်လေးတော့ကျွန်တော်ဆွဲထုတ်ပြီးပြောပေးတာဆိုတော့မက္ကဆီကိုနဲ့အီကွေဒေါပွဲတော့ကျွန်တော်ဂိုးအောက်လေးပဲကျွန်တော်ရွေးချယ်ပေးခြင်းတယ်ဘော်လီဆိုတော့မက္ကဆီကိုပေါ်လီပပလေးနေကြမှာတယ်ဘာလို့အီကွေဒေါအနေနဲ့ကဟိုဗျာကျွန်တော် Ivory Coast တော့မှ1-0နဲ့ရှုံးတယ်ဘာမှမလုပ်နိုင်ဘူးเนาะဆိုတော့တိတ်ပြီး Ecuador ရဲ့ခြေစွမ်းတိတ်အားမရဘူးเนาะဆိုတော့ဂိုးအောက်လေးနဲ့မက္ကဆီကိုပေါ်လီပပလေးပေါ့လေကျွန်တော်ရွေးချယ်ထားပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရွေးပေးခဲ့တဲ့ပွဲတွေက Ivory Coast နဲ့ Norway ပွဲတင်မှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်လေးကျွန်တော်ရွေးချယ်ထားတယ်အချိန်ကျွန်တော်2ဂိုးလောက်နဲ့မရက်သွားဘူးပဲကျွန်တော်မျှော်လင့်ရမှာဖြစ်တယ်အချိန်ကြီး3ဂိုးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါ်ရွေးထားပါတယ်ပြင်သစ်နဲ့ဆွီဒင်ပွဲတင်မှာတော့ကျွန်တော်ပြင်သစ်ပေါ်လီနဲ့ဂိုးပေါင်းအပေါ်ကျွန်တော်ရွေးချယ်ထားတယ်မက္ကဆီကိုနဲ့ကျွန်တော်အီကွေဒေါနဲ့ပွဲစဉ်မှာတော့အီကွေဒေါပေါ်လီပပနဲ့ဂိုးပေါင်းအောက်လေးကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်ဒီရွေးချယ်မှုတွေကကျွန်တော်ရဲ့အကြိုက်တွေကျွန်တော်ထင်မြင်ချက်တွေဖြစ်ပါတယ်အကောင်းဆုံးတော့ဒါစူးစမ်းပြီးရွေးချယ်ပေးထားတယ်ကျွန်တော်လေ့လာထားတော့ကျွန်တော်သိသလောက်ဟိုဒါမချွေးမချင်ကျွန်တော်ပြောပေးထားတယ်မန်မာပွဲတွေဘာမှကျွန်တော်ရှူပြီးပြောတာမျိုးမရှိဘူးပေါ့နော်ဒီထဲကနေမှဒါကျွန်တော်ညီကိုတွေကညီကိုတို့ဒီအကြိုက်တူတဲ့ဟာလေးတွေညီကိုတို့အတွေးတူတဲ့ဟာလေးတွေဆွဲထုတ်ပြီးတော့ဆော့တဲ့ပွဲအကုန်လုံးနိုင်ပါစေခင်ဗျာเนาะဆိုတော့ဒီနေ့ညအတွက်ဒါကျွန်တော်30ရက်6လ2026ရက်free win ချေမှုမန်မာတွေကတပွဲလက်ဆောင်ကတော့နော်ဝေးဂိုးပေါ်ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့နော်ဝေးဂိုးပေါ်2 star ပါဗျာเนาะဆိုတော့ကျွန်တော်နောက်ကျပွဲတစ်ပွဲရှိနိုင်ပါတယ်အဲ့ပွဲကဘယ်ပွဲဖြစ်မလဲဆိုတော့မက္ကဆီကိုနဲ့အီကွေဒေါပွဲဖြစ်နိုင်တယ်ပေါ့เนาะကျွန်တော်နည်းနည်းလေးအတက်ကြလေးနဲ့ကျွန်တော် line လေးပါလေးကျွန်တော်နည်းစောင့်ကြည့်ခြင်းနဲ့အချက်လက်လေးရှိလို့ပေါ့เนาะဆိုတော့ကျွန်တော်အပြင်ကြီးစောတဲ့ညီကိုကျွန်တော်အစီအမပြေတော့ပေါ့เนาะဆိုတော့နောက်ကျပွဲကျွန်တော်ရှိရင် Telegram channel မှာကျွန်တော်တင်ပေးပါမယ်ဆိုတော့လိုအပ်တဲ့ညီကိုတွေစော့ကျင်တဲ့ညီကိုတွေဟို Telegram မှာကျွန်တော်အနိုင်ရှုံးရလက်လေးလာကျင်တာတို့ကျွန်တော်နောက်ကျပွဲအစောပွဲတွေဒါသိကျင်တာတို့ကျွန်တော်၄သင်းမောင်းနေဆိုရင်ကျွန်တော် Telegram မှာပဲတင်ပေးတာပေါ့เนาะဆိုတော့လိုအပ်တဲ့ညီကိုတွေရဲ့ Telegram channel join တာပါတခြားဟိုမလိုအပ်ဘူးဆိုတော့မ join ပါနဲ့ဘာမှမဖြစ်ဘူးပေါ့เนาะဆိုတော့ဟို Telegram join လို့လည်းကျွန်တော်ပတ်စံရတာမဟုတ်ပါဘူးခင်ဗျာဟိုညီကိုတို့အကျိုးဟိုညီကိုတို့အတွက်တစ်ခုခုအဆင်ပြေမယ်ထင်လို့ကျွန်တော်ပြောပေးခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်လည်းဆို Telegram join မ join ပါလည်းမပြောချင်ဘူးဗျာဆိုတော့လိုအပ်တဲ့ညီကိုတွေ join မလိုအပ်တဲ့ညီကိုတွေကမ join ပါနဲ့ကိစ္စမရှိပါဘူးเนาะဆိုတော့ okay ပါနောက်ကြပွဲကျွန်တော်နောက်ကြပွဲပေါ့နော်ရှိလို့ရှိရင်ကျွန်တော် Telegram channel မှာကျွန်တော်တင်ပေးပါမယ်ခင်ဗျာဒီညတော့ကျွန်တော်မောင်းလေးမရှိဘူးပေါ့နော်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေဒီညတော့2 star နှစ်ဆောင်ပွဲကတော့ဒါ Norway ဂိုးပေါ်2 star ပဲဖြစ်ပါတယ်ဝင်ရောက်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်အသေး share လက်မလေးတယောက်ချက်နဲ့ဒါဝင်ရံပေးကြတဲ့ညီကိုတွေရောcomment လေးနဲ့ဒါဝင်ရောက်ဆွေးနွေးပေးတဲ့ကျွန်တော်ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအားလုံးအဝန်းပြီးတော့မောင်းမှာပေါက်ပါစေအားလုံးကံကောင်းကြပါစေအသက်ရှူတိုင်းငွေတွေဝင်ပါစေခင်ဗျာကျွန်တော်နောက်နေ့ဗီဒီယိုမှာပြန်ဆုံပါမယ်ဗျ